ချင်းဆုံးမဲ့ရှိသမျှစွာနဲ့ဂုဏ်တော်ကိုချီးမွမ်းချီးမွမ်းချီးမွမ်းကြမယ်ချီးမြှောက်ချီးမြှောက်ကြမယ်ချီးမွမ်းကြမယ်ချီးမွမ်းချီးမွမ်းကြမယ်ချီးမြှောက်ချီးမြှောက်ကြမယ်ကောင်းကင်ရဲ့ချီးတဲ့ချီးမြှောက်သောနာမဟ
把送到天边了，人生的独角吧，哈利路亚。只有高起也高颂呀，那天也亲的那一季，你那个不地啦。送上美，南上美，天气最高。
Hallelujah. Oh, near time. No, tomorrow, Luanira, Kuro, and your mouth over pity. Oh, chain I go down, Tabare. Hallelujah. Oh, Chado Yarite. Oh, celebrate Kuro, your mouth, you child. Hallelujah. Oh, Yalo, Yatema, Shirapia. Oh, they can go down, Tabare. Oh, a chado yarite, kuro down tare. Oh, lua songa kuro yanyamato. Oh, yanina itolando muba. Yari shiri. Hallelujah. So baby beyanema satu ya naimu hallelujah when you down ta so gudom yama to baby nitenda gudom yama to baby hallelujah celebrate when Kudoya mautoga to know I swear someday me. Shaya vite pupido swear and song babe hallelujah. When you mount down ta soha kudoya mauto baby. Nitinga kudoya mauto baby. Machine that jeka to know the die we call me amen chado yam machine that jeta no machine that jeka to the die chado yam machine that jeta Machine that jeka to know the die down the Chado yam machine that jeka Ego machine that jeka to know the die down the Kudo yam yam mautoga She so baby Beyanema satu yanaibu Hallelujah When you mount out a soha Kudom yamauto be Itinda kudom yamauto be Kudom yamauto swear sound
ချစ်တလားမမလားချင်ဘူးညမောင်တော့ကသာအရှိချစ်စောညမောင်တော့မပါမယ်ဘာတခုမှမလုံးချင်ဘူးညမောင်တော့ကသာလူအစိုးHallelujah. Yamo joma pame, badakuma malochimu. Yamo jogala luaso. Yamo joma pame, chitala mamalachimu. Tokana yechizo Yema topame Badekuma malochimu Amen, amen Yema tokana luaso Yema topame Chitala mamalachimu She did She don't die, she come the amen, amen. Chado yema she did she did she don't die, come the Chado yema she did she Amen. No machine that no to die Amen. Amen. Chado yam machine Hallelujah. No machine that no to die Long Naragani, not coffee, so Jaya. Chado yema shiri shentante, yo mashiri reteka.
ကျွန်တော်ချစ်သာ၍ကောင်းသည် Hallelujah ချာတော်ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တဲ့ကကျွန်တော်တသား၍ကောင်းသည်အာမင်အာမင် Oh hallelujah Oh ချာတော်ရမရှိတဲ့တောင်းတဲ့ Oh ကိုရောရဲ့အိမ်တော်မရှိတဲ့တဲ့ကကျွန်တော်တသား၍ကောင်းသည် Oh hallelujah Oh amen amen Oh ကိုရောရဲ့မျက်မှောက်မရှိပဲ Oh ဘာတခုမှကျွန်တော်တို့မလုံးချင်ပါဘူးကိုရော Oh နေရစင်တိုင်းလိုအပ်တာကိုရောရဲ့မျက်မှောက်တော်သားလည်းဖြစ်တယ် Amen Hallelujah Hallelujah Oh shiar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 e Hallelujah Oh amen 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 Oh ချိန်တိုင်းစက္ကန့်တိုင်းနေရာတိုင်းမှာလိုအပ်နေတာကိုရောရဲ့မျက်မှောက်တော်ပဲဖြစ်တယ် Oh ချာတော်ရတဲ့ချက်ကိုရောရဲ့မျက်မှောက်တော်ကို Oh စာငါတောင်းကြပါလေကိုရော Hallelujah Oh amen 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 Hallelujah Oh ဒီကနေ့မှာကိုရောရဲ့တို့ရှိခြင်းအတွက်ကိုရောကိုယေရှုတင်တယ် Oh ကိုရောရဲ့မျက်မှောက်တွေကိုရောကိုယေရှုတင်တယ်ပါ Oh hallelujah ကိုရောရဲ့မျက်မှောက်ထဲမှာ Oh တသမီးတို့အတွက်ဆုံးလင်းသောရရရှိတဲ့အတွက်ကြောင့် Oh ယေရှုတော်ကိုချီးမွမ်းပါရဖာ Oh ချီးမွမ်းခြင်းဂုဏ်ပြုချက်လုံးစုံကိုကိုရောကိုပေးရပါရဖာဒီကနေ့မှာ Oh ကိုရောတဲ့ဖန်ကိုရောမျက်မှောက်တော်ကိုထူခံစားခွင့်ပေးတဲ့အတွက်ကြောင့်လည်းကိုရောကိုယေရှုတင်တယ်အချိန်နာရလုံးစုံကိုအနန္တခါမှာသခင်ယေရှုနာမကိုမြည်ပြုလဲဆုတောင်းစကားနာကြပါရဖာဖျက်သခင်ချင်းဝန်ချင်းလည်းမှာတန်ရှင်းတော်ဝိညာဉ်တူထီချင်းခံစားရကြပါသလားခံစားရမယ်လို့ထင်ပါတယ်ကျွန်တော်ချင်းဝန်ကိုယ်ွယ်ချင်းလည်းမှာတန်ရှင်းတော်ဝိညာဉ်တော့ကျွန်တော်ဘာပြောလဲဆိုတော့မျက်မှောက်တော်မှာပါပဲခြေတလားမလန်းခြင်းမူအဲ့တချင်းဆိုနေချင်းထုံးမြောက်ရခြင်းစနစ်15လ20 15တဲ့မှာလားကျွန်တော်အခန်းမတည်ကြမတည်ဘူးဒါပေမဲ့မောစီဘုရားသခင်ကဣတိလလူမျိုးတွေကိုဣတိလလူမျိုးတွေကဘုရားရှင်ကိုစမ်းကျင်ပုံကန်တဲ့အချိန်မှာဘုရားရှင်ကဒီနေရာနေတင်တို့တွားတင်တို့ပဲတွားငါမလိုက်ဘူးငါတင်တို့နဲ့အတူပါရှိလိုက်လာလို့ရှိရင်တင်တို့ကိုဘယ်လိုပြောမလဲဖြတ်စီပစ်မိလိမ့်မယ်တဲ့အဲ့ပြောချင်မှာမောရှိကပြောတယ်ဘုရားသခင်မပိုင်ကျွန်တော်တို့ဦးပဲမတော်စီပါနဲ့မတော်ခိုက်ပါနဲ့ဘုရားရှင်မလိုက်ပဲနဲ့ဘုရားရှင်ရဲ့အတူပါရှိချင်းမရှိပဲနဲ့ကျွန်တော်ဘယ်ရက်မှမတော်နိုင်ဘူးလို့မောရှိကပြန်ပြောတယ်အာမင်ဒုနေ့တို့ပဲမေရွှေဒီနေ့ဘုရားကျမ်းရောက်လာတင်းအတက်တာမှာတင်းရဲ့အတက်တာမှာတင်းဘယ်လောက်ပဲဆိုခဲ့ဘုရားတကယ်မကြိတ်တဲ့အရာတွေတင်ဘလို့ဘယ်လောက်ပဲလုပ်မိဒီနေ့ဘုရားရှင်ရဲ့မျက်မှောက်တော်ထဲကိုသူဝင်နေခြင်းဘုရားရှင်ကိုပြောလိုက်ပါဘုရားရှင်ကျွန်တော်တို့ထီပါတန်ရှင်တော်ဝိညာဉ်တော်သူထီခြင်းမရှိဘဲနဲ့ဒီဘုရားကြောင့်တရားနေထွက်တော့မပြေပါနဲ့စာငတ်နေတဲ့နှလုံးသားကိုဘုရားရှင်ကသူထီတာဖြစ်တယ်အာမင်စာငတ်နေတဲ့သူကိုသူတိစကားပြောခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာတင်စာငတ်တဲ့ဘုရားရှင်ကကောင်းချီးပေးမှာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်သူတိချင်းခံစားရမှာဖြစ်တယ်အာမင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကြွေးကြော်ဝန်ခံကြရအောင်ဒီနေ့ကျွန်တော်တို့ဘုရားကျမ်းရောက်လာတာကျွန်တော်ပိုက်ဆံရှိလို့မဟုတ်ဘူးကျမ်းမာလို့ရောက်တာလည်းမဟုတ်ဘူးဘုရားရှင်ရဲ့ကြီးစိုးတော်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းတတ်ကြောင့်ကျွန်တော်တို့ဘုရားကျောင်းကိုရောက်လာနေတာဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာ3 ချိန်ပြောင်းရအောင်ဒီနေ့3ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာ
ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာအာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်ပေါ်မှာအာမင်ဒီနေ့ဒီနေရာမှာရောက်လာတဲ့မိတ်ဆွေအလို့အကိုင်မရှိတဲ့သူတွေရှိနိုင်တယ်ပိုက်ဆံရှိလို့ရောက်လာတာမဟုတ်ဘဲနဲ့ချီနဲ့ရောက်နိုင်တဲ့ခရီးမလို့ရောက်လာတဲ့သူရှိမယ်နော်ဒါပေမဲ့တင်းအတွက်ဘုရားရှင်ကအကောင်းဆုံးပြင်ဆင်ပေးတာဖြစ်တယ်တင်းရဲ့အနာဂတ်မှာတင်းအတွက်ဘုရားရှင်ကအမြဲတမ်းအကောင်းဆုံးပြင်ဆင်ပေးတာဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်ပေါ်မှာတင်းနေတော့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်ပေါ်မှာအာမင်အာမင်အာမင်ဘုရားရှင်ကကျွန်တော်တို့ပေါ်မှာပဲကောင်းမြတ်တာမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့အတင်းတော်ပေါ်မှာလည်းကောင်းမြတ်နေဖြစ်တယ်ကျွန်တော်တို့အတင်းတော်မဟုတ်သူ့အတင်းတော်ပေါ်မှာကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်အတင်းတော်ပေါ်မှာဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်အသင်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အသင်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်အသင်တော်ပေါ်မှာအာမင်အာမင်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာအာမင်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ကြားရတဲ့သတင်းတွေဟာမကောင်းဘူးဒါပေမဲ့လူတွေကသာမကောင်းတာဘုရားရှင်အမြဲတမ်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တိုင်းနိုင်ငံတည်တည်ပေါ်မှာအာမင်အာမင်အာမင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကြွေးတော်ဝန်ခံတဲ့ဒါသမီးရဲ့ရောက်ခြင်းစေတိုင်းပေါ်မှာဘုရားရှင်ကောင်းကြည်ပေးပါစေအတော်အလာနဲ့အပြန်မတူဘဲနဲ့ဘုရားရှင်ရဲ့စကားပြောခြင်းဒုတိချင်းခံစားရကြပါစေ။ Okay စီစဉ်တိုင်းဆက်တော့ရအောင်ဒီနေ့ဒီညဘီအလူတွေတစ်ချက်လောက်ပြောပါဦး။ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဝက်ပြုတ်အစီအစဉ်မရှိဘူးဆိုတော့မတွေ့တာကြာလို့လားမသိဘူးချောလာတယ်လို့ချောလာရနော်ပြန်ပြောလိုက်ပါဦးမတွေ့တာကြာလို့မဟုတ်ဘူးဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ဖြစ်တယ်ဘုရားရှင်ရဲ့ကြီးစိုးတော်ကြောင့်ချောလာတာဖြစ်တယ်လို့ပြောပါအာမင်ကျွန်တော်တို့ကျမ်းမာတာရုပ်ချောတာတွေကကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးအလားပြင်နိုင်လို့လည်းမဟုတ်ဘူးဘုရားရှင်ရဲ့ကြီးစိုးတော်တသက်ဖြစ်တယ်အာမင်ကဲဒီညဇက်စီရဲ့မြန်မာအစီအစဉ်မှာပထမအဆုံးပါဝင်ရခြင်းဖြစ်တယ်ဆိုတဲ့မိတ်ဆွေများရှင်ရှိတဲ့နေရာဒီတွေကနေမတည့်ရပြပါယေရှုနာမနဲ့ကြိုးဆိုခြင်းနဲ့ဘယ်ရှိတယ်နေရာရှိသေးလားမရှိတော့ဘူးနော်ဘုံမင်းထိုင်လဲမတည့်တာကြာကြည့်ပြမတည့်ရပြပါပြီးတော့မင်းရဲ့ဖေမတွေ့တာကြာပြီဆိုတော့နော်ကောင်းချီးပေးခြင်းနဲ့မတရားပေးပါဂျက်စမွေရဲ့ဖေဟုတ်တယ်โอเคကျွန်တော်တို့ဒီနေ့ဘုရားရှင်နှုတ်ကပတ်တော်အပြင်ခွန်အားပေးမဲ့ဆရာကိုလည်းကျေးဇူးပေးမတရားပေးပါဆရာကိုနော်ခဏနေကျရင်သူမဲဆက်ချင်းနဲ့ဆိုမဲဆက်ပေါ့နော်မဲဆက်ချင်းပြီးပြောင်းလဲသူလည်းမရှိဘူးဆိုတော့သူသဘောပေါ့ယောက်ျားကြီးပဲဆိုတော့လေဘုရားသားများဘုရားရှင်ကောင်းချီးပေးပါစေ၃ချိန်ဒီနေ့တော့ဘုရားသားများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားများဘုရားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီခဏနေကျရင်လက်ဖက်ရည်နဲ့
မဟုတ်ရှိတယ်နော်မသုံးမဲနဲ့မသုံးဆောင်မဲနဲ့မပြတ်မှန်နဲ့ဒီနေ့ကပထမဆုံးလာတဲ့သူဖြစ်ပြီးမဲ့နောက်ပတ်ချက်ရင်အိမ်ရှင်ဖြစ်သွားပြီနော်ကျိုးဆိုပါတယ်တင်းအပတ်တိုင်းအင်္ဂါနေ့တိုင်းမှာမြန်မာစီစဉ်ရှိတယ်ကျတော်ဘေးနေ့မှာလည်းဇုံမီအစီအစဉ်ရှိတယ်လာပါကျိုးဆိုပါတယ်ယေရှုနာမနဲ့ကျိုးဆိုပါတယ်အာမင်โอเคအခုချိန်မှာအလူတော်ငွေအဖြစ်ပါဝင်ရမယ့်ချိန်ဖြစ်တယ်အလူတော်ငွေအတွက်ဆုတောင်းပေးဖို့ဆင်မချင်းနိုးကိုယေရှုနာမ၌ဖိတ်ခေါ်ခြင်းနဲ့ကောက်ခံပြမဲ့သူတော်၎င်းလူငွေကောက်ခံနေတဲ့ချိန်မှာဂုဏ်တော်ကိုချီးမွမ်းတဲ့ worship တင်ကိုလက်ခုပ်တဲ့ဆုကြရအောင်ဘုရားသခင်နိုင်ငံတော်အတွက်ကျမတို့ယူဆောင်ရတဲ့အလိုတော်ငယ်အတွက်ဆုတောင်းဆက်ကြရအောင်ကိုရရှင်ဖဖျားကိုရဲ့ဂျေဇုတော်နာမတော်ကိုချီးမွမ်းပါ၏ဒါသမီးတို့အရောက်စီတိုင်းကိုကောင်းချီးပေးလက်ကျမချင်းပေးလက်ဒီကနေ့မြမစစ်စစ်မှပြန်လဲဆောင်တွေ့ရတော့ခွင့်ပေးတဲ့အတွက်ကြောင့်ကိုရဲ့ဂျေဇုတော်နာမတော်ကိုချီးမွမ်းပါ၏ဒီကနေ့ရောက်ရှိလာကြတဲ့အရောက်စီတိုင်းရဲ့အသက်တာထဲမှာကိုရောကိုချီးမွမ်းကိုယ်ွယ်ဖို့ရန်လာရောက်တဲ့အခါမှာခန္ဓာစိတ်ဝိညာဉ်တာမကဘဲနဲ့ကိုရှင်ပေးတဲ့ကောင်းချီးများထဲကနေကိုရဲ့နိုင်ငံတော်အတွက်ပြန်လဲပြီးတော့ပါဝင်စကကြမဲ့အလူတော်ငယ်များကိုကိုရှင်ဖဖျားကောင်းချီးပေးတော်မူပါဤကဲ့သို့ယူဆောင်လာတဲ့အလူတော်ငယ်များကိုရဲ့နိုင်ငံတော်အတွက်ပေးစတဲ့အခါမှာကိုရှင်ဖဖျားအသုံးပြုတဲ့နေရာ၌လဲကိုရှင်ဖဖျားကိုရဲ့နိုင်ငံတော်ကျေပြန့်ဖို့အတွက်ကိုရှင်ဖဖျားဖြစ်စေတော်မူပါဤလူတော်ငယ်များကိုပေးကမ်းလူဒန်းကြတဲ့အရောက်စီတဲ့တတထဲမှာလဲဤကဲ့သို့ပေးကမ်းလူဒန်းခြင်းအဖြစ်အစ30အစ60အစ100မကကောင်းခြင်းမြောက်များစွာကိုပြန်လဲရိတ်တင်ရတော်ခွင့်များကိုရှင်ဖဖျားပေးသနာတော်မူပါခန္ဓာစေဝိညာဉ်ကျမချင်းပေးလဲဝိညာဉ်ရ၌လဲပုံမကြီးထွားရတော်ခွင့်များကိုရှင်ဖဖျားပေးသနာတော်မူပါကိုရှင်မျက်မှောက်တော်ထဲသို့သွေးလာကြတဲ့အရောက်စီတိုင်းဒီကနေ့မှာကိုရောနိုင်ငံတော်အတွက်ပြန်လဲပါဝင်လာမဲ့အလူတော်ငယ်များအဖြစ်ကိုရဲ့ဘုန်းတော်ထင်ရှားစေပါမည်အကြောင်းယေရှုနာမ၌ဆုတောင်းလက်စကန်နံပါ၏အာမင် Now
တော်တဲ့ရောက်ချင်းစေတိုင်းဘုရားရှင်အစတရားမကကောင်းခြင်းများတူလောင်ပေးပါစေဘုံတော်ချီးမွမ်းပြတဲ့ worship team တော်၎င်း musician တို့ကိုလည်းဘုရားရှင်တာရွေးပေးတဲ့တုံးပြပါစေကိုချိန်မှာနှုတ်ကပတ်တော်ကျမ်းနာရမယ့်ချိန်ဖြစ်တယ်အားလုံးမသိရပြီးတော့ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ကျွန်တော်တွေ့ဖြစ်တယ်အာမင်ယုံကြည်ခြင်းဖြင့်ဝန်ခံကြအောင်ဒီနေ့တော့ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တွေ့ဖြစ်တယ်ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တွေ့ဖြစ်တယ်ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တွေ့ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကိုချူဆိုပါတယ်ကျွန်တော်ကိုတူတစကားပြောပါတန်ရှင်တော်ဝိညာဉ်တော်ကိုချူဆိုပါတယ်ကျွန်တော်ကိုတူတစကားပြောပါတန်ရှင်တော်ဝိညာဉ်တော်ကိုချူဆိုပါတယ်ကျွန်တော်ကိုတူတစကားပြောပါတန်ရှင်တော်ဝိညာဉ်တော်ကိုချူဆိုပါတယ်ကျွန်တော်ကိုတူတစကားပြောပါဆရာကိုလက်ခုပ်တည်းချူဆိုကြရအောင်အားလုံးပြန်ထိုင်ကြရအောင်ကျေးဇူးတင်တယ်အားလုံးပဲမင်္ဂလာပါတာယာတော်နေ့ခင်းမှာဘုရားရှင်ပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကိုရောရဲ့ကျေးဇူးတော်ကိုယဉ်ဆုံးချီးမွမ်းလိုပါတယ်ခုနချမ်းမင်ကကျွန်တော်မိတ်ဆက်ခိုင်းနေဆိုတော့နာမည်ကတော့ကျင်ရှင်းခွာပေါ့နော်ချင်းလိုကကျင်ရှင်းခွာဗမာလိုကကျင်ရှင်းခွာနော်ဟုတ်တယ်နော်ဆိုတော့တချို့ကကျွန်တော်ဆရာခွာလို့ခေါ်တယ်တချို့ကဆရာကျင်းလို့ခေါ်တယ်တချို့ကစပင်ဖြူတော့ဦးလေးလို့ခေါ်တယ်ဆိုတော့ဘာပဲဖြစ်ပေါ့နော်ခေါ်ချင်းတလို့ခေါ်ပါရပါတယ်ကျေးဇူးအများကြီးတင်တယ်ဒီကနေ့ဒီလိုနှုတ်ကပတ်တော်ကိုဝင်ငါဖို့ပြင်ဆင်ပေးတဲ့ဒီမှာရှိတဲ့ဆရာလျန်တို့ဆရာထန်တို့ဒေါ်လာကောင်းကျွန်တော်ရဲ့အင်ရှင်ဖြစ်တဲ့ဆရာမလွန်ပေါ့နော်အစအစရရပြင်ဆင်ပေးတဲ့အပေါ်မှာဘုရားရှင်တာယာကောင်းချီးပေးပါစေကျေးဇူးအများကြီးတင်တယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့မတော်ခင်လေးမှာကျွန်တော်ဘုရားရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်အိမ်ထောင်ရှိပါတယ်ကျေးဇူးတော်ကြောင့်ကလေး3ယောက်နဲ့ဘယ်လိုပြောမလဲ3ယောက်နဲ့ပြေခါနေပေါ့နော်ဇူလိုင်လမှာတယောက်ဘုရားရှင်ပြင်ဆင်ပေးလို့ရှင်မွေးဖွားမှာဖြစ်တယ်ဆိုတော့ကလေး4ယောက်ရဲ့အဖေဒီမှာဆရာတို့ကျွန်တော်မိခါနေပေါ့သူက4ယောက်ဆိုတော့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်မှလည်းဇနီးတယောက်ပဲရှိပါတယ်ချောချောမောမောကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျန်တာတော့ကျွန်တော်အကြောင်းတော့ဘာမှပြောစရာမရှိဘူးကြွားစရာဘာမှလည်းမရှိဘူးရှိတာဖရားပဲရှိတယ်အာမင်ဆိုတော့နှုတ်ကပတ်တော်ကျွန်တော်တွားရအောင်တမန်တော်ဝတ္ထုအခန်းကြီး30အခန်းငယ်1ကိုကျွန်တော်အရင်ဖတ်ရအောင်ပြီးမှခုံပြီးမှ73 14ကိုကျွန်တော်တို့ဖတ်ချင်34 36ထိဖတ်ချင်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး30အခန်းငယ်1မှာကေသရိမြို့၌ဣတရီလိတဟုခေါ်သောတပ်တွင်လူတရားကိုအုပ်ချုပ်သောတပ်မှူးကော်နေလိအမည်တွင်သောသူတယောက်ရှိ၏ထိုသူသည်မိမိအိမ်တွင်ရှိသမျှသောသူတို့နှင့်တကွဖျားဝတ်၌မွတ်လော်လေဖျားသခင်ကိုကြောက်ရွံ့ခြင်းရှိသဖြင့်လူတို့အားများစွာသောစွန့်ကြဲခြင်းကိုဖျားသခင်ကိုအစဉ်ဆုတောင်းလေရှိ၏ပြီးမှကျွန်တော်အထောက်အပံ့အနေနဲ့34 35ကိုဖတ်ရအောင်ထိုအခါပေတရုသည်နှုတ်ကိုဖွင့်၍အကယ်စင်စစ်ဘုရားသခင်သည်လူမျက်နာကိုမတ်တော်မမူလူအမျိုးမျိုးတို့တွင်ဘုရားသခင်ကိုကြောက်ရွံ့၍တရားသဖြင့်ကျင့်ဆောင်တော်သူသည်အထံတော်၌မျက်နာရသည်ကိုငါသိမြင်၏မျက်နှာသာရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းခြင်းပါတယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဘုရားလက်ထဲအရင်ဆုံးဆုတောင်းပြီးမှအနံ့ကြရအောင်အဖဘုရားကိုရောယေရှုတင်တယ်မဆုံးလင်းတဲ့သားကိုဒီကနေ့ဒီနေရာမှာကိုရောချစ်တဲ့သားသမီးများစီရဲ့တင်သူတင်သားများရှေ့မှောက်မှာပို့ဆောင်တော်ကြောင့်ကိုရောယေရှုတော်ကိုချီးမွမ်းကြပါ၏
နှုတ်ကပတ်တော်ကိုဝိညာဉ်တော်ဖျားရောက်စီတိုင်းနှလုံးသားထဲမှာခွန်အားဖြစ်စေတော်မူပါအာအင်ဖြစ်စေတော်မူပါအကြောက်တရားများကိုဖယ်ရှားပြီးမှနှုတ်ကပတ်တော်နေရာယူပြီးမှကိုရောဘုန်းတော်ထင်ရှားစေတော်မူပါအသင်းတော်ကြီးထွားယုံတာမကပဲအရောက်စီတိုင်းရဲ့အသက်တာမှာဘုန်းတော်ကိုထင်ရှားပြီးမှဒီနေ့ဒီအချိန်မှာကိုရောကြီးမားတဲ့အမှုကိုပြုတော်မူပါနှုတ်ပကတ်တော်ကိုကိုရောဝင်ရမယ်ဒါရဲ့အသုံးပြုမဲ့နှုတ်ရှာပါဇက်ကိုလည်းကိုရောရှင်ဘုရားနတ်ဆတော်ကောင်းကြီးနဲ့ဗိတ်သိက်တော်မူပါယေရှုနာမဖြင့်စက္ကကြပါဖပါသခင်အာမင်အာမင်အာမင်မျက်နှာသာရခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့မျက်နှာသာကိုကျွန်တော်တို့ယခုခေတ်ယခုအချိန်အခါနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ IT ပဲဖြစ်ဖြစ် AI ပဲဖြစ်ဖြစ်တိုးတက်တဲ့ကာလကြီးမှာကြီးပြင်းနေထိုင်လာပြီးဖြစ်တဲ့အတွက်ကြောင့်တချို့တွေလည်းရှိကောင်းရှိမယ်အလုတ်ခွင်မှာတထင်းနဲ့မတွေ့ရတော့ဘာပဲရှိလဲဆိုတော့ CCTV ဒါပေမဲ့လို့ကျွန်တော်တို့မျက်နှာသာရဖို့ရန်အတွက် CCTV ရှေ့မှာကျွန်တော်တို့ဟန်ဆောင်ပန်ဆောင်လို့မရတော့တကယ်လို့များ CCTV မရှိတော့ဘူးဆိုရင်ကျွန်တော်မရှိတဲ့နေရာမှာကျတော့ဘာဖြစ်လဲထိုင်လို့ရပြီမဟုတ်ခိုးစားလို့ရပြီကြိုက်တာလို့ရဖုန်းကြည့်လို့ရပြီဒါပေမဲ့ CCTV ရှိနေတဲ့ရွေးကျွန်တော်တို့ဗာလဲတထေးကိုကြောက်တဲ့အတွက်ကြောင့်ဘာဖြစ်လဲအဲ့အရှိမကျွန်တော်တို့အလုတ်လုတ်ပြီးမှအသက်ရှင်နေရတာဖြစ်တယ်ဒါမဲ့ဖယားမျက်နှာသာရခြင်းလို့ပြောတဲ့အခါမှာဖယားသခင်ကမာသဲခန်းကြီး23မှာအေမနူလဖယားသခင်ကနေရာတကာကိုကြည့်တဲ့ဖယားသခင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအုပ်အရှိကြီးကိုအထူကြီးကိုလည်းကျွန်တော်တို့ဖယားသခင်ကမြင်တဲ့အတွက်ကြောင့်အဲ့ဖယားကိုယုံကြည်တဲ့သားသမီးရောက်စီတိုင်းကမျက်နှာသာရဖို့လိုအပ်တာဖြစ်တယ်ဒီနေ့ဒီကျမ်းပိုက်ကိုနောက်ကျောင်းကိုကျွန်တော်တို့နည်းနည်းပြန်ကြည့်မယ်ဆိုရင်ကော်နီလိဆိုတဲ့ယောမစစ်သားတပ်မှုပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်ကျမ်းစာမှာတော့ centurion ဒီယောမစစ်သားထဲမှာ100အုပ်ပြီးမှ9000ကနေကျွန်တော်တို့6000ထိလောက်အုပ်ချုပ်တဲ့လူရှိတယ်ပေါ့ဆိုတော့အဲ့ဒါကို legion လို့ခေါ်ပြီးမှကျွန်တော်တို့ဓမ္မသစ်ကျမ်းထဲမှာလည်းပါတာဖြစ်တယ်ဆိုတော့ဒီကောနိလိကသူ့လက်အောက်မှာလူ100လောက်ရှိတယ်ရာအုပ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လူ100အုပ်သူ့လက်အောက်မှာရှိတဲ့လူတွေကဘယ်လိုဖြစ်မလဲတနတ်ကင်တဲ့အဖွဲ့ပြီးမှတနတ်ကင်ပြီးဆိုရင်ဘာဖြစ်လဲဩဇာအာဏာအရှိန်တကိုးကြီးမားလုံးတဲ့အရာတွေဖြစ်တယ်ယခုအခါနဲ့ကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင်အမေရိကနိုင်ငံမှာစစ်မှုထမ်းဆောင်နေတဲ့စစ်သားတွေနဲ့အတူတူပဲကျွန်တော်တို့အမေရိကရောက်တဲ့လူတိကောင်းသိမယ်လေရင်ပေါ်တက်တဲ့အခါမှာဘယ်သူတွေအရင်ဦးစားပေးလဲ senior citizen ပထမဆုံးအသက်ကြီးပိုင်းတွေအရင်သွားခိုင်းတယ်ဘလောက်ပဲဂျာထူးရှိရှိအဲ့ဒါအရင်မသွားခိုင်း senior citizen ပြီးမှစစ်မှုဝန်ထမ်းတွေပြီးမှ VIP နောက်ကနေလိုက်တာဖြစ်တယ်သူတို့အရန်ဦးစားပေးတာဖြစ်တယ်အဲ့လိုနေရာတကဦးစားပေးခံရတဲ့ယောမအင်ပါရာကြီးကတကဘာလုံးကိုအုပ်စိုးနေတဲ့အကာလဖြစ်တယ်ပြီးမှဒီဟာတွေကကိုးနေလေးကဂျူးလူမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဂျန်တိုင်းလို့ခေါ်တဲ့တပားအမျိုးသားဖြစ်တဲ့အတွက်ကြောင့်တပားအမျိုးသားတယောက်ကစုတောင်းအမတန်ကြီးမားပြီးမှဖယားတရားကိုလည်းကြောက်တယ်ပြီးမှပေးကမ်းခြင်းမှလည်းအရန်ရရောတဲ့လူတယောက်လို့ကျမ်းစာမှာရေးထားတယ်အမတန်မှအံ့ဩစရာကောင်းတယ်ကျွန်တော်တို့ဒုက္ခရောက်နေတဲ့လူကဖယားတိတာဖယားကိုကြောက်တာတော့အံ့ဩစရာမကောင်းဘူးအယံချမ်းသာပြီးမှဖယားကိုကြောက်ပြီးမှပေးကမ်းစွန့်ကြဲတယ်ပြီးမှအယံစုတောင်းအားကြီးတယ်လို့ကျမ်းစာမှာရေးထားတာကျွန်တော်တို့အသက်အံ့ဩစရာရန်ကောင်းတယ်လို့အဲ့အချိန်တုန်းကဂျူးလူမျိုးဖြစ်တဲ့လူနဲ့ဂျူးလူမျိုးတွေနဲ့တပားအမျိုးသားကအမတန်မှခွဲခြားမှုအယံပြင်းထန်တဲ့အချိန်ဖြစ်တယ်ဂျူးလူမျိုးတွေပေတရုဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ပေတရုကသခင်ယေရှုနဲ့တတော်စင်ကာလမှာနေထိုင်စားတော့ပြီးမှတွာလာနေတဲ့ပေတရုဖြစ်တယ်ပေတရုကသခင်ယေရှုအကြောင်းကိုကောင်းကောင်းသိတဲ့လူဖြစ်တယ်
တခင်ယေရှုကိုကျွန်တော်တို့မသိခင်မှာကျွန်တော်စိတ်ထဲမှာမာသဲခန်းကြီး15မှာရှမာရိအမျိုးသားကသူ့အမျိုးသမီးကသူ့သမီးနတ်ဆိုးဆွဲတဲ့အခါမှာတခင်ယေရှုကျွန်တော်သမီးကျွန်မသမီးကိုကယ်မတနာတော်မူပါလို့ပြောတဲ့အခါမှာယူလူမျိုးမအပတိုးတငယ်ပျောက်တော့တိုးတငယ်များကိုရှာဖို့အတွက်ငါလာဤတဲ့တိုင်းတပါအမျိုးသားတွေတဲ့ငါလာတာမဟုတ်ဘူးလို့ပြောတယ်အဲ့ဒါနဲ့ဘာပြောလဲဘာထတခင်ယေရှုဘာထပြောသေးလဲဆိုတော့တာစားဖို့အစားစာကိုခွေးကိုမကြွေးကောင်းဘူးတပါးမျိုးသားတွေကိုဘာနဲ့ခိုင်းတာလဲခွေးကျွန်တော်တို့ခွေးနဲ့နိုင်ကြည့်ဒီမှာတယောက်မှဘုရားကျောင်းလာတော့မှာမဟုတ်တယ်နော်အာရှယာတွေကကျွန်တော်တို့ရောက်လာတဲ့ခွေးလို့ပြောကြည့်တပတ်မဟုတ်ဘူးတစ်နှစ်လုံးနောက်ဘုရားကျောင်းသွားတော့မှာဒီမှာအဲ့လူအကုန်လုံးဘုရားကျောင်းမှာရှိတဲ့အကုန်လုံးရန်သူပဲမဟုတ်ဘူးလားဒါမဲ့အဲ့ရှမာရိအမျိုးသမီးကဘာပြောလဲဒါပေမဲ့လို့တတိယစပွဲပေါ်မှာကြားတဲ့စနုပ်စပေါက်လေးတွေကိုတော့ခွေးကစားဖို့တော့ရှိပါတယ်စနုပ်စပေါက်ဆိုလက်ကြံပေါ့ခတ်တဲ့ချင်းလုံးနဲ့ပြောမယ်စဘလောက်သူရဲ့ယုံကြည်ခြင်းနဲ့ဒီလိုခွဲခြားတဲ့အချိန်မှာတော့မှကျွန်တော်တို့တခင်ယေရှုနော်အဲ့ဒါပြောတာကျွန်တော်တို့ဆိုဒီတခင်ယေရှုအလူမျိုးရေးအရင်ခွဲခြားတဲ့လူပါလားလို့ပြောအရင်ပဲလိုက်တယ်ဂျူးလူမျိုးမှဂျူးလူမျိုးချင်းလူမျိုးမှချင်းလူမျိုးချင်းလူမျိုးမဟုတ်ဘူးဒီဖျားเจ้าမလာနဲ့ပြောကြည့်တခြားလူတွေဘယ်လိုလာတော့လာပါကျွန်တော်တို့ကိုတက်ခိုင်းမှာယေရှုပြမှာဖျားကိုချီးမွမ်းခြင်းလို့ရှိတဲ့လူတွေလည်းလို့ပြောလဲလူရှိမလားလူမျိုးရဲ့အရန်ခွဲခြားတဲ့အချိန်ကာလဖြစ်တယ်ပြီးမှယောဟန်ခန်းကြီး4မှာတော့၎င်းစမာရိတန်အမျိုးသမီးကစမာရိအမျိုးသမီးပြောတဲ့ခုနကတော့မာသဲ15ကတော့ခါနန်ကျွန်တော်မှားသွားတော့ခါနန်အမျိုးသမီးဒီမှာယောဟန်ခန်းကြီး4မှာစမာရိအမျိုးသမီးကရေတွင်းနားမှာရပ်နေပြီးမှသခင်ယေရှုကသူတောင်းဖို့ရေတောင်းတဲ့အခါမှာဗာပြောလဲယူဒလူဖြစ်တဲ့သခင်ကကျွန်မရှမာရိအမျိုးသမီးဘာလို့ရေတောင်းတာလဲဘာဖြစ်လို့သူတို့ကတခါစကားပြောလိမ့်မရှိစီးထားတယ်ခွေးနဲ့ခိုင်းနိုင်ထားတဲ့အမျိုးဒါပေမဲ့အဲ့လိုခိုင်းနိုင်ထားတဲ့ကောနီလိကျွန်တော်တို့တတ်မှုတော့ယာချုပ်ကျွန်တော်တို့မြန်မာပြည်မှာတတ်မှုမပြောနဲ့ယာယုံမှုတော့ကျွန်တော်ကတော့နေရတယ်ခရစ်စမတ်ရောက်တိုင်းlive လွှင့်ထားဆိုတော့တိတ်မပြောတော့ကောနီလိကဘုရားကိုကြောက်တယ်ဘုရားကိုကြောက်တဲ့အခါမှာသူကဘုရားကိုကြောက်တဲ့အခါမှာဆုတောင်းတာကိုကောင်းကင်တမန်ကသူ့ရှိရောက်လာပြီးမှပေတရုကဘာလဲပေတရုရှိတဲ့နေရာကိုကောင်းကင်တမန်ဖော်ပြအဲ့ဒါနဲ့တပည့်တော်တွေကိုပေတရုစီလွတ်လိုက်တယ်ကျွန်တော်တို့စဉ်းစားရအောင်ဒီနေ့နေရပါကောနီလိတာကျွန်တော်တို့ကောနီလိလိုမျိုးကျွန်တော်တို့အသက်တာဖြစ်ခဲ့တဲ့ဆိုရင်တပါးမျိုးသားဖြစ်တဲ့ကောနီလိအယံအာနာကြီးတဲ့တရားဘာမှသူ့ဘဝမှာလိုအပ်တာမရှိတဲ့သူ့မှာတတ်သားတွေအများကြီးရှိတယ်ဝင်ငွေပြဿနာမရှိဘူးငွေကြေးပြဿနာမရှိဘူးမိသားစုအယံချမ်းသာတဲ့အာနာရှိတယ်ဒါပေမဲ့သူဘာဖြစ်လဲဘုရားကိုကြောက်တယ်အာမင်ဘုရားကိုကြောက်တဲ့ကောနီလေကဘာလို့လဲပေတရုခိုင်းတယ်ဒီမှာတော့ပေတရုကဘာဖြစ်လဲ तू ကဘဝင်မြင့်ပင်မှာဘာလို့လဲယူပါယုံမြင်တဲ့အခါမှာ तू များစားတာ तू မစားဘူးဂျူးလူမျိုးတာအခုကျွန်တော်တို့ဒီကျွန်တော်ကြောင်းတက်နေတဲ့အခါမှာကျွန်တော်ဒီပါလက်စတိုင်းလူမျိုးတွေနဲ့ကျွန်တော်တွေ့ရတယ်ဂျူးလူမျိုးတွေနဲ့တွေ့ရတယ်တကယ်တမ်းကျွန်တော်တွေ့တဲ့လူတွေကပါလက်စတိုင်းတွေကစကားပြောလို့ပိုကောင်းတယ်ဂျူးလူမျိုးတာရမ်းမရိုင်းတာဖြစ်တယ်ကျွန်တော်တို့ထင်ထားတယ်လို့မဟုတ်ဘူးကျမ်းစာထဲမှာကျွန်တော်တို့ဘုရားရွေးကောက်တဲ့လူဖြစ်ပြီးမှကျွန်တော်တို့အရန်ကောင်းမယ်လို့ထင်ထားတဲ့လူကအရန်ကောက်ကျစ်တဲ့လူတွေဖြစ်တယ်ဘုံဝင်အရန်မြင်တာပေတရုကဒီလိုပဲလေ
ပေတရုကအယံဘဝင်မြင့်ပေးမှသူတို့တပားမျိုးသားတွေစားတယ်စားတာငါတို့မစားဘူးခွဲမစားဘူးအတူမစားဘူးခွဲစားမယ်ငါတို့ကလူမျိုးဘဝင်မြင့်ပေးမှနေတဲ့အချိန်မှာယူပါယုံမြင်ပေးမှဘုရားကစားအဲ့ဒါနဲ့ဘာဖြစ်လဲပေတရုကအဲ့နောက်ယူပါယုံမြင်လိုက်သေးတယ်အဲ့ဒါနဲ့ဘာဖြစ်လဲဘုရားသခင်ဟာသူ့ကိုကောနေလိစီကိုလူတယောက်လွတ်လာတဲ့အရာကိုသူ့ရဲ့တကားရှိမှရောက်တဲ့အခါမှာ तू ကဘာဖြစ်လဲဆိုတော့အဲ့အချိန်တော့တပါးမျိုးသားထဲမှာကဲတင်ချင်းရတဲ့လူမရှိတလောက်ရှိနေတယ်အဲ့အတွက်ကြောင့်အဲ့ဒီကောနေလိရဲ့အသက်တာအပြင်တပါးမျိုးသားထဲမှာဘုရားရဲ့ကောင်းမြတ်ခြင်းကိုအများကြီးရပြီးမှဗာလဲကဲတင်ချင်းရပြီးမှဘုရားဘုန်းတကိုထင်ရှားတာဖြစ်တယ်အဲ့အတွက်ကြောင့်ဒီနေ့ဒီနေရာမှာပေတရုကဘာလို့လဲကောနေလိသွားတဲ့အခါမှာပြောတဲ့စကားဘာဖြစ်လဲလူအမျိုးမျိုးတို့တွင်ဘုရားသခင်ကိုကြောက်ရွံ့၍တရားသဖြင့်ကျင့်ဆောင်တော်သူသည်အထံတော်၌မျက်နှာသာရသည်ကိုငါသိ၏ဟုတ်ပြီကျွန်တော်တို့မေကွန်မေးစရာရှိတဲ့ဒီမှာဘုရားရဲ့မျက်နှာသာရခြင်းဆိုတာဘာလဲလူမျက်နှာသာရခြင်းမဟုတ်ဘူးနော်ကိုယ့်ရဲ့မိန်းမကိုယ့်ရဲ့မိန်းမမျက်နှာသာရခြင်းတထေးရဲ့မျက်နှာသာရခြင်းဆိုတာကျွန်တော်တို့သူတို့မရှိတော့ဘူးဆိုရင်ဘာဖြစ်လဲရှာလို့မျက်နှာသာရှာဖို့မဖြစ်နိုင်တော့ဒါပေမဲ့ဘုရားသခင်ကဘုရားရဲ့မျက်နှာသာရခြင်းဆိုတာတမန်တရားအတိုင်းကျင့်ဆောင်ပြီးမှအသက်ရှင်ခြင်းဖြစ်တယ်ကျွန်တော်တို့ယောသရဲ့သက်တာကိုကျွန်တော်တစ်ချက်လောက်ကြည့်အောင်ညီကိုမောင်နှမတွေကသူ့ကိုရောင်းစားတယ်ရောင်းစားပြီးမှတွင်ထဲရောက်တယ်တွင်ထဲပြီးမှဘာဖြစ်လဲတိုင်းတစ်ပါးကိုရောက်သွားတဲ့အခါမှာပေါတိဖာအိမ်ကိုရောက်သွားတယ်ရောက်တဲ့အချိန်မှာဘာဖြစ်လဲမတရားဆွဆွဲခြင်းကိုခံပြီးမှထောင်ထဲရောက်သွားတယ်ဒီနေရာမှာခဏရက်အောင်ရက်ပြီးမှကျွန်တော်တို့ဒီနေရာမှာကြည့်အောင်တကယ်လို့သာယောသရဲ့အသက်တာမှာဖျားသခင်ကဖျားကိုမကြောက်ဘဲနဲ့အမှုရင်ဆိုင်တယ်ဆိုရင်ယောသကနိုင်မယ်လို့ထင်လားအမှန်တရားလေအခုကျွန်တော်တို့ကိစ္စမပြီးနိုင်တဲ့အရာကမြန်မာပြည်မှာအမှန်တရားငါမှန်တယ်အဲ့ကိစ္စနဲ့တိုက်နေကြတာအကုန်လုံးမှန်တယ်ဘယ်သူမှမမောင်းမြောက်ပိုင်းလဲမှန်တယ်တောင်ပိုင်းလဲမှန်တယ်ဟိုဟာလဲမှန်တယ်ဒီဟာလဲမှန်တယ်အခုအဲ့ဒါကြောင့်တိုက်နေကြယောသအသက်တာယောသရဲ့အသက်တာမှာဘယ်သူကမြူဆွဲတာလဲပိုးတိပါမိန်းမမဟုတ်ဘူးလားအမှုရင်ဆိုင်မဲ့ငါမလုပ်ဘူး तू ကဆွဲတာ तू ကငါ့ကိုမြူဆွဲတာအမှုရင်ဆိုင်လို့ရှိရင်ယောသကနိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဖျားမျက်နှာသာရစေတဲ့အရာကဘာလဲဆိုတော့မတရားဆွဲခြင်းကိုအငိန်ခံလိုက်ပြီးမှဘာဖြစ်လဲထောင်တဲကိုမငြင်းညူပဲနဲ့ထောင်တဲကိုထောင်ပို့ခံလိုက်ရတယ်ထောင်တဲကြခံလိုက်ရတဲ့အချိန်မှာဘာဖြစ်လဲဖယားကသူနဲ့အတူပါရှိပြီးမှမျက်နှာသာရတယ်လို့ထောင်အုပ်ယာထုကိုဖယားကခံဒီနေရာမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာဖယားသခင်ကလူတစ်ယောက်ကိုကောင်းချီးပြီးမှမျက်နှာသာရပြီဆိုရင်ပါခုန်တက်သွားတာထောင်ထဲကနေဘယ်သူနန်းတွင်းကိုရောက်သွားလဲဘယ်သူသိလဲထောင်ထွက်သမားဘယင်လုပ်တယ်ဆိုတော့ကျွန်တော်တခါမှမကြောက်ဘူးမဟုတ်ဘူးလားဒါပေမဲ့တမာတရားကဘာဖြစ်လဲတမာတရားနဲ့အသက်ရှင်ပြီးမှဖယားရဲ့မျက်နှာသာကိုရတယ်ဆိုရင်ထောင်ထဲကနေတော့မှဖယားတကယ်ကနန်းတွင်းကိုပို့နိုင်တာဖြစ်တယ်အဲ့ဖယားကိုကိုးကွယ်နေတာဖြစ်တယ်အာမင်အဲ့တို့ကြောင့်တမန်တရားကအမှန်တမ်းမှခက်တာဖြစ်တယ်လိုက်နာကျင့်ဆောင်ဖို့တမန်တရားကအမှန်တရားနဲ့လုံးဝခြားနာမယ်အမှန်တရားကြတော့ပါရိုက်တယ်ဆိုရင်ငါလည်းပြန်ပါရိုက်မယ်ဒါပဲဒါအမှန်တရားနေငါ့ကိုပါရိုက်တယ်အဲ့ဒါကြောင့်ငါပြန်ရိုက်တယ်ကွာဒါအမှန်တရားဒါမဲ့နှစ်ဖက်စလုံးကြည်အေးနိုင်မလားဟိုနေ့ဆရာကြီးဆရာပေါလည်းမုံလည်းနည်းနည်းဟောထားတယ်နော်
ဖယားသခင်ကကျွန်တော်တို့ကိုကောင်းကြီးပေးခြင်းနဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့မြင်တဲ့အတိုင်းတွေးတဲ့အတိုင်းလုပ်တဲ့ဘုရားမဟုတ်ဘူးဒီကနေ့အမေရိကသွားဖို့အခွင့်လန်းလူအနေနဲ့ကြည့်တယ်ဆိုရင်အခွင့်အရေးမရှိဘူးအနည်းဆုံး2 နှစ်ပဲဒါပေမဲ့ဘုရားတရားတမန်တရားမှာဘုရားမျက်နှာသာရတယ်ဆိုရင်ဒေါ်နယ်ထရမ့်ကိုယ်တိုင်မှလာပြီးမှဗာလေတင်းကိုခေါ်ပြီးမှသူ့နိုင်ငံကိုခေါ်ထုတ်နိုင်တာဖြစ်တယ်အဲ့ဒါတမန်တရားမျက်နှာသာရတဲ့လူကထောင်ထဲကနေနန်းတွင်းကိုပို့တာဘယ်သူလဲဘုရားလူမျက်နှာသာကို तू ကရှာတော့မဟုတ်ဘူးလူမျက်နှာသာကိုရှာတယ်ဆိုလူမရှိတဲ့နေရာမှာကျွန်တော်တို့ဘာဖြစ်လဲကြိုက်တာလုပ်ပဲဒါပေမဲ့ဖယားမျက်နှာသာကိုကျွန်တော်တို့ဖယားကိုကြောက်တတ်ပြီဆိုရင်ဘယ်သွားတငယ်ချင်းမရှိလဲဖယားကိုကြောက်တဲ့အတွက်ကြောင့်ဒီအရာမလုပ်ဖယားမကြိုက်တာမလုပ်တော့အမိန်းမကြောက်တယ်ဆိုရင်မိန်းမမရှိတဲ့နေရာမှာဘာလဲမိန်းမမရှိတဲ့နေရာမှာကြိုက်တာလုပ်ပဲဖယားကိုကြောက်တယ်ဆိုရင်ဖယားကနေရာတကာမှာတင်လှုပ်သမျှကိုသိတဲ့မြင်တဲ့ဖယားဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဖယားမျက်နှာตาကပို့ပြီးမှနည်းနေတာဖြစ်တယ်အဲ့တို့ကြောင့်ကျွန်တော်လူမျက်နှာကိုမရှာနဲ့ဖယားမျက်နှာကိုသာရှာကြရအောင်ဖယားမျက်နှာตาရဖို့ရအတွက်ဘာလို့အလဲဆိုတော့ကျွန်တော်တမန်တရားအတိုင်းဒီတမန်ကျမ်းစာအတိုင်းကျွန်တော်အသက်ရှင်ဖို့လိုအပ်တာဖြစ်တယ်တင်မှန်ကောင်းမှန်လိမ့်မယ်ဒါမဲ့ဘုရားသခင်ကတမန်တရားအတိုင်းအသက်ရှင်ခိုင်းတာဖြစ်တယ်တခါလေမှကျွန်တော်တို့ကဘုရားရဲ့အလိုတော်ကိုကိုယ်အလိုတော်လို့ထင်တတ်ကြတယ်အဲ့ဒါအမှကြီးမှာဘုရားရဲ့အလိုတော်ကိုကျွန်တော်တို့ကိုယ်တိုင်တွေးပြီးမှအဲ့ဒါဘုရားရဲ့အလိုတော်ပဲလို့ကျွန်တော်ပြောတတ်ကြတယ်တမန်တရားနဲ့အသက်ရှင်တဲ့လူကဘာပဲပြောညီကိုမောင်နှမပဲရောင်းယောသန်ရဲ့တက်တာကိုကျွန်တော်ခွန်ရတယ်ညီကိုမောင်နှမတပြေးလို့ရတယ်လေမဟုတ်ဘူးလားကျွန်တော်ဆိုရင်တင်းတော်အောက်မှာကျွန်တော်မိဘမဲတွေရှိတယ်ခဏထွက်ပြေးတာဟာအောင်မင်္ဂလာဝီးပြီးမှသွားရှာလိုက်သွားရှာလိုက်မလွယ်ဘူးထွက်ပြေးလို့ရတယ်လူငယ်ပဲလှုပ်ရဲတယ်ဒါပေမဲ့ तू ထွက်ပြေးလားတော့မပြေဘူးကြိုက်တာလှုပ်လို့ရတယ်မလေးရှားမှာကြိုက်တာလှုပ်လို့ရတယ်လို့ तू လည်းကြိုက်လာလှုပ်လို့ရတယ်ဒါပေမဲ့ तू သိတာပါလေဘုရားကိုကြောက်တယ်ဘုရားကိုကြောက်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဘုရားက तू ထောင်ထဲကနေတော့မှနန်းတို့ပို့ဆောင်ပေးတယ်အာမင်ထောင်ထဲမှာတော့မှဘုရားအတူပါရှိတယ်ဆိုရင်မလေးရှားမှာကျွန်တော်ဘုရားမျက်နှာตาရတယ်ဆိုရင်ဘလောက်ဘုရားရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်ခံစားရမလဲမယုံမရှိနဲ့တော့မလေးရှားမှာတော့မှဘယင်အထီတောင်ဘုရားပို့ဆောင်နိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့အခြေအနေကိုမကြည့်နဲ့ဘုရားသခင်ကအခြေအနေကိုကြည့်ခိုင်းတဲ့ဘုရားသခင်မဟုတ်ဘူးဘုရားသခင်ကအရာခတ်သိမ်းအထက်မှာရှိတဲ့ဘုရားသခင်ဖြစ်တယ်အခြေအနေပေါ်မှာအလုံးလုံးတဲ့ဘုရားသခင်မဟုတ်ဘူးအခြေအနေကိုကြော်ဖြတ်ပြီးမှဘုရားသခင်အမှုပြုတဲ့ဘုရားသခင်ဖြစ်တယ်တစ်ချက်မျက်နှာตาရခြင်းကတင်းသက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ယောသန်ရဲ့သက်တာမှာထောင်ထဲမှာထောင်မှုဖြစ်လာတဲ့အခါမှာ तू ကချက်ချင်းထောင်ထဲကလွတ်လာမလွတ်ဘူးထောင်ထဲမှာပဲဒါမှဘာဖြစ်လဲဘဝအပြောင်းသွားတယ်ထောင်မှုဖြစ်လာပြီးမှဘာဖြစ်လဲလူတကာလေးစားခံရတဲ့သူတယောက်ဖြစ်ပြီးမှသူ့ရဲ့တည်င်းကနန်းတွင်ထိရောက်သွားတာဖြစ်တယ်ဘုရားသခင်ကတင်းကိုကောင်းချီးပေးခြင်းတဲ့အခါမှာတင်းကိုတစ်ချက်ကြည့်လိုက်လေလူအပေါ်မှာတော့ကောင်းဘုရားအလုပ်လုပ်ပြီးမှတိုင်းတစ်ပါးအထိတောင်မှဘုရားသခင်ကတင်းရဲ့နာမည်ကိုထင်ပေါ်ကျော်ကြားစေတဲ့ဘုရားသခင်ဖြစ်တယ်အဲ့တို့ကြောင့်ကောနီလီရဲ့တက်တာကမှာကျွန်တော်လက်နဲ့အားကိုးမယ်ငွေရွှေငွေရတနာဥစ္စာကျွေးဝမှုတွေကျွန်တော်ကိုးစားပြီးမှနေမယ်ဆိုရင်ကောနီလီရဲ့တက်တာမှာနေလို့ရတယ်ချမ်းသာတာပဲလက်နဲ့ရှိတယ်အခုတကားကပြောနေတဲ့ online မှာတကားကပြောနေတဲ့လူတွေဘယ်သူတွေလဲအမေရိကမှာနည်းနည်းပတ်စံရှိတဲ့လူတွေပြီးမှကျွန်တော်တို့ဒီမြန်မာပြည်မှာတကားကပြောနေတဲ့လူတွေဘာဒါရှိလို့တော့ဘယ်သူမှစုမပြောရဲဘူးကောနီလီရဲ့တက်တာငွေရှိတယ်အာဏာရှိတယ်ဗာလေလက်နဲ့ရှိတယ်
ဒါပေမဲ့ तू ကြောက်တာဒီအရာကျွန်တော်တို့ကျမ်းစာထဲမှာသခင်ယေရှုကပြောလေခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုငရဲကိုပို့နိုင်တဲ့လူကိုကြောက်ပါတထေးကိုကြောက်เสียမလို့ဘုရားကိုကြောက်တယ်ဆိုရင်အရာရာတိုင်းကြောက်เสียမလို့တော့ဘုရားကိုမကြောက်ဘူးဆိုရင်အရာရာတိုင်းကြောက်เสียဖြစ်လာကြောက်เสียတွေဖြစ်လာမယ်ဒါပေမဲ့ဘုရားကိုကြောက်ပြီဆိုရင်အရာရာတိုင်းကဘုရားရဲ့လက်ထဲမှာရှိတဲ့အတွက်ကြောင့်အရာရာတိုင်းကသင်ရဲ့လက်ထဲမှာဘုရားသခင်သင်အတွက်အကောင်းဆုံးပြင်ဆင်ပေးမှာဖြစ်တယ်အဲ့ဘုရားကိုကျွန်တော်တို့ကိုးကွယ်နေတာဖြစ်တယ်ကျွန်တော်ဘဝမှာကျွန်တော်တို့ဘုရားကိုကြောက်တတ်တယ်ဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားပေးခြင်းတယ်ဘဝအတွေ့အကြုံ2009မှာကျွန်တော်ကကျမ်းစာကျောင်းတက်နေတဲ့အခါမှာကျွန်တော်က tourist visa ဖြစ်တဲ့ကြောင့်အမှကျွန်တော်exit visa ယူရမှာဖြစ်တယ်အဲ့တို့ကြောင့်ဖိလစ်ပိုင်ကနေကျွန်တော်တိုင်းနိုင်ငံမြန်မာပြည်ပြန်မပြန်ဘူးဆိုရင်နိုင်ငံတစ်ခုကိုထွက်ဆိုတော့ကျွန်တော်ကမြန်မာပြည်ပြန်ဖို့လေလက်မှတ်ကအရန်ဈေးကြီးတော့မပြန်ချင်ဘူးအဲ့ဒါနဲ့တငယ်ချင်းတွေကဟောင်ကောင်သွားတဲ့ဟောင်ကောင်မှာကျွန်တော်တို့တိမိတ်ဆွေတွေရှိရတာနဲ့ကျွန်တော်ဟောင်ကောင်ကိုသွားဖို့စီစဉ်လိုက်အဲ့မတိုင်ခင်မှာကျွန်တော်ကဘုရားကျောင်းမှာကျမ်းစာကျောင်းသားဆိုတော့ကျွန်တော်ဒီမှာတန်ရှင်းလုပ်နေတာပေါ့လုပ်နေတဲ့အခါမှာကျွန်တော်အဲ့ခုံအောက်မှာဆွဲကြိုးအကြီးဆွဲကြိုးအကြီးကျွန်တော်ကောက်ရတယ်ဘုရားကျောင်းမှာဘယ်သူမှမရှိဘူးကျမ်းစာကျောင်းတက်နေတဲ့အချိန်မှာကျမ်းစာကျောင်းတက်နေတဲ့ဆိုတော့ငွေအရန်လိုအပ်တယ်စားဖို့တော့ပုံပတ်စံမရှိလို့အလုပ်လုပ်နေရလေမုတ်တွေတိုက်နေတာအဲ့ဒါနဲ့ကျွန်တော်ကအဲ့ဆွဲကြိုးကိုတာဝန်ခံကိုအပ်လိုက်တယ်အပ်လိုက်တော့ကျွန်တော်ဂုံပြုတ်တဲ့အနေနဲ့သူတို့ပတ်စံ900လားမသိဘူးပေးတယ်တန်တော့မတန်ဘူးပေါ့နော်မျောလင့်ထားတာအများကြီးနှစ်ချက်သားလို့ရှိရလေပြန်အောင်ထားရတယ်ပြန်ပေးတာဒါပေမဲ့ဘုရားကမြင်တယ်ကျွန်တော်ကလူတွေကြောက်တာမဟုတ်ပဲဘုရားကသိတာဆိုတော့အဲ့ဒါဖြစ်ချင်တော့ဟောင်ကောင်ရောက်သွားတယ်ဟောင်ကောင်ရောက်တဲ့အခါမှာကိုက4 ရက်လောက်ပဲနေဖို့စဉ်းစားထားတယ်ဆိုတော့ဘာမှပြင်ဆင်တာလည်းမရှိဘူးအဲ့ဒါနဲ့ရောက်ချင်းညမှာပဲအိမ်ရှင်ဆရာကြီးကပြောလဲဆိုတော့ငါတို့မှာ home set ရှိတယ်တဲ့ဖိလစ်ပင်းတွေပေါ့နော်အယောက်9ယောက်လောက်ရှိတယ်မင်းကလေးတွေပဲယောက်ျားလေး6ယောက်လောက်ပဲရှိတယ်အဲ့ဒါနဲ့ကျွန်တော်လည်းဘာမှအင်္ဂလိပ်လိုလဲဟိုတိပတိပြောတတ်တဲ့အချိန်လည်းမဟုတ်သေးဘူးလားလည်းတက်တက်ခံတဲ့ဟာအမျိုးသမီး900လောက်ရှိမှတက်တက်ခံဖို့ကတော့ကို broken English နဲ့တော့အဆင်မပြေဘူးပေါ့နော်။နာနဲ့ထားပြီး mic ကင်ပြီးမှတက်တက်ဖြစ်ချင်တော့ကျွန်တော်လာတဲ့အချိန်မှာဟိုလေရင်ကွဲကနေ2 ခါလောက်ပြန်ရတယ်။ visa ကိစ္စနဲ့ပတ်စံအများကြီးကုန်တာလေ။အော်စိတ်တက်တွေကြားပြီးမှအဲ့စိတ်တက်တဲ့အကြောင်းကိုဒါပေမဲ့ဘုရားသခင်ကကျွန်တော်တွားချင်တဲ့ဟောင်ကောင်ကိုပို့ဆောင်တဲ့အတွက်ကြောင့်တက်တက်ခံလိုက်တာကိုကလည်းဘာပြောလို့ပြောသွားမှမသိဘူးလူတွေအကုန်လုံးငိုပြီးမှကျွန်တော်ကလည်းသူတို့ငိုခိုင်းတာလည်းမဟုတ်ဘူးတရားဟောတာလည်းမဟုတ်တက်တက်ခံတာအဲ့ဒါနဲ့ဘာဖြစ်လဲဆိုတော့ပြီးသွားတဲ့အချိန်မှာကျွန်တော်လာပြီးမှမင်္ဂလေးတွေပဲလေလာဖက်ကြပြီးမှဖက်တာတယ်မပြီးသေးဘူးဟိုအိတ်ထဲမှာကျွန်တော်အိတ်ထဲမှာစာအိတ်တွေပဲအဲ့ဒါနဲ့ကျွန်တော်တစ်နှစ်စာကျောင်းပြန်တက်လို့ရတကယ်လို့များအဲ့ဆွဲကြိုးကျွန်တော်မပေးဘူးဆိုရင်ကျွန်တော်ဘဝကဘာဖြစ်လဲပျက်စီးသွားတယ်နာမည်ပျက်စီးကျင့်သိက္ခာပျက်စီးသွားတယ်အဲ့ရွှေတော်မှာကျွန်တော်ပြန်ရောင်းတော့မှဘယ်လောက်ရမှာမို့လဲဒါပေမဲ့အဲ့ဘုရားအတူပါရှိပေးမှာတာ၍ကောင်းမြတ်တဲ့အရာကိုဘုရားသခင်ပြင်ဆင်ပေးတာဖြစ်တယ်ခွန်အားပေးခြင်းတယ်မလေးရှားမှာအလုပ်ပူတဲ့သူ4 နှစ်ကျွန်တော်လုပ်ပူတယ်မလွယ်ဘူးဘုရားသခင်ကိုကြောက်ပါကြောက်ပြီးမှကျွန်တော်တို့ဘုရားကျောင်းကိုမတွားဘူးဘုရားကိုကြောက်တယ်လို့ပြောလို့ဖို့တိုက်တွန်းနေတာမဟုတ်ဘူးနော်ဖယားမကြိုက်တာကိုမလုပ်ဘဲနဲ့ဖယားကိုဖယားဘလောက်ချစ်စရာကောင်းလဲဆိုတာကျွန်တော်တို့အတန်တာမှာခံစားဘူးတယ်ဆိုရင်အဲ့လောက်ကောင်းမြတ်တဲ့ဖယားကိုမချီးမွမ်းပဲမနေနိုင်ကျွန်တော်အတန်တာမှာဖယားကောင်းမြတ်ခြင်းအကြောင်းကိုကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်မိုးလင်းသွားမယ်ဖယားတကယ်ကောင်းမြတ်တာဖြစ်တယ်ဖယားကအမတန်မှကောင်းမြတ်
သူ့မျက်နှာကိုရှာပါကိုယ်ထိတ်ထဲမှာရှိတဲ့ပတ်စံအိတ်ကိုမကြည့်ပါနဲ့ကိုယ့်ရဲ့အတတ်ပညာကိုကျွန်တော်တို့မကြည့်ပါနဲ့ကိုယ့်ရဲ့ဂုံပကသနာရုပ်ရည်ပကသနာကိုမကြည့်ပါစိတ်ကိုကြည့်တဲ့နှလုံးသားကိုကြည့်တဲ့ဘုရားသခင်ဖြစ်တယ်ယခုအချိန်မှာသင်မလုံနိုင်သေးဘူးနှလုံးသားထဲမှာရှိတဲ့အရာဘုရားတွေ့နေပြီအဲ့လမ်းကြောင်းကိုဘုရားသခင်ကပို့ဆောင်တာမှာဖြစ်တယ်အာမင်ဘုရားသခင်အမတ္တမှာကောင်းမြတ်တာသူမျက်နှာကိုသာရှာပါသူမျက်နှာကိုသာရှာကြရအောင်ဖယားမျက်နှာကိုသာရှာရင်ကျွန်တော်တို့ဘယ်သူမှမပြောလဲတပြက်စီးလဲချင်လာမယ်ဘယ်သူမှမပြောလဲဖယားကြောင့်တက်ချင်လာမယ်ဘယ်သူမှမပြောလဲအကောင်းဆုံးနဲ့ချီးမွမ်းချင်လာမှာဖြစ်တယ်ဟ ும் ဆဲလာဖို့ခေါ်နေစရာမလိုတော့အာမင်ဖယားကြောင့်ပတ်စံအလူငွေကောက်တဲ့အခါမှာပေးချင်လာလိမ့်မယ်ပေးကမ်းချင်တော့ကျွန်တော်တိတ်မပြောရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတစ်ခါပဲလာဟောတာဆိုတော့နောက်တစ်ခါပြန်တောင်းမပြီးတော့မှဆိုလို့ဘုရားကကောင်းမြတ်လွန်းတဲ့ဘုရားသခင်ဖြစ်တယ်။သင်အသက်တာမှာမြည်ဆန်းကြည့်ပါမြည်ဆန်းတယ်ဆိုရင်ပြောစရာအများကြီးရှိလာလိမ့်မယ်ဖြစ်တယ်။ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။ဘုရားရဲ့မျက်နှာကိုတာ၍ရှာကြရအောင်။ဘုရားရဲ့မျက်နှာကိုတာတွေ့တယ်ဆိုရင်သင်ရန်သူတောင်မှသင်ကိုစပွဲခင်းဖို့ပြင်ဆင်ပေးလာမှာဖြစ်တယ်။အာမင်။ဒီဘုရားသခင်ဖြစ်တယ်ယောသရဲ့အသက်တာမှာသူ့ကိုရောင်းစားသူ့ကိုရန်ပြုတဲ့လူတွေတနေ့တစ်ချိန်ကြတော့သူ့အရှိမဒူးထောက်ပြီးမှသူ့ကိုဗာလဲကြောက်ရွံ့တုန်လို့ပြီးမှသူ့စီကိုပြန်လာတဲ့အထိဘုရားကပို့ဆောင်တာဖြစ်တယ်အဲ့အတွက်ကြောင့်ဘုရားမျက်နှာသာရှာကြရအောင်လူတွေမျက်နှာရှာတာတခဏပါဘုရားမျက်နှာကိုရှာတယ်ဆိုရင်ဧတတရဲ့အသက်တာမှာနန်းတွင်မှာမိဘုရားအဆင့်ထိတောင်မှဘုရားသခင်ပို့ဆောင်ပေးတာဖြစ်တယ်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့music သမားတွေလာပြီးမှကျွန်တော်ခုနနောက်ဆုံးဆိုတဲ့ရက်တစ်ထောင်တဲ့ဆိုပြီးမှတခြင်းကိုဆိုပြီးမှအဆုံးသတ်ကြရအောင်လို့一起送吧呗，没呀的马萨图不呀来不，为你马长大送哈不着你马头呗，路前的不着你马头呗。水上的，下呀对着不必有，虽然送吧呗，为你妈妈是送啊，不多面貌多呗，你亲那不多面貌多呗。心里的天高。
အယောက်စီတိုင်းကိုကိုရရှင်ပြသူထိစကားပြောပြီးပြတော့ကြောင့်နာမတော်ကိုချီးမွမ်းပါ
ယနေ့မှစ၍ခြေတလန်းတိုင်းမှာကိုရောနဲ့အတူသွားလာနေတဲ့သားသမီးများဖြစ်စေတော်မူပါ အာမင် အခြားသောအရာတွေကိုရောကိုကြောက်တတ်တဲ့နှလုံးသားများကိုရောပြင်ဆင်ပေးတော်မူပါနေ့အစဉ်တိုင်းမှာကိုရောရှင်ပြန်ကျွန်တော်နှလုံးသားတိုင်းနဲ့ကိန်းအောင်တော်မူပါ အာမင် ကိုရောယေရှုတင်နေအတင်းသူတင်သားများကိုရောရှင်ဖျားကောင်းချီးပေးပါ။အိုမနှပြင်းမစီစဉ်မဆာ၍တွာလာတဲ့အလုပ်ကွင်းမတော်လည်းကောင်းအိမ်ရှင်မိသားစုများမတော်လည်းကောင်းဆရာဆရာမများအရောက်စီတိုင်းမှာပေါ်မှာကိုရောရှင်ဖျားရဲ့ကောင်းချီးချပေးခြင်းအပြင်အရောက်စီတိုင်းကိုကောင်းချီးပေးတော်မူပါ။နာမတော်ကိုချီးမွမ်းကယေရှုနာမဆုတောင်းကြပါဖပါဗျာသခင်။အာမင်။အာမင်။ယေရှုတင်တဲ့ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ။